ပိုင်တကွန်ကမိဘအပေါ်တာဝန်ကျေတယ်လို့ပြောလာတဲ့ဂျွန်လွင်မင်္ဂလာပါပရိသတ်ကြီးရေအခုရက်ပိုင်းဆိုရှယ်မီဒီယာမှာလူပြောများနေတာကတော့တရုတ်ဆောင်ပိုင်တကွန်နဲ့သူမိဘတွေရဲ့အိမ်တွင်းရေးကိစ္စပါပဲပြဿနာအစားကတော့ပိုင်တကွန်ရဲ့မိခင်ဖြစ်သူဒေါ်ကျူကျူကသားသမီးတွေကိုငယ်ငယ်လေးကပိုးမွားမကိုင်အောင်ကျူးဆိုင်ခဲ့ပေမယ့်အခုရွယ်ကြမှာသားသမီးကမိဘအပေါ်ရိုင်းဆိုင်လို့ဘာမှမပြောနိုင်ပဲကြည်နေရတယ်ဆိုပြီး post တင်ရေးသားခဲ့တာပါဒေါ်ကျူကျူမှာပိုင်တကွန်နဲ့ရှင်ဖုံးပြေသားနှစ်ယောက်ပဲရှိပြီးပိုင်တကွန်ရဲ့ညီဖြစ်သူရှင်ဖုံးပြေကမိဘနဲ့အတူမနေပဲအိမ်ပေါ်ကဆင်းသွားတာကြပါပြီ။ဒါကြောင့်မို့ခုပို့စ်ကသားကြီးဖြစ်တဲ့ပိုင်တကွန်ကိုရည်ရွယ်တယ်လို့ပရိသတ်တွေကပြောဆိုနေကြတာပါ။ဒေါ်ကျူကျူတင်ထားတဲ့စာနဲ့တူမိသားစုတပ်ပုံတစ်ပုံကိုလည်းတင်ထားပြီးပုံထဲမှာပိုင်တကွန်မပါဝင်တာမို့ပရိသတ်တွေကမေးမြန်းကြတော့ဒေါ်ကျူကျူကမိသားစုပုံထဲမှာမပါတဲ့ပိုင်တကွန်ကိုမိသားစုစီးရင်နဲ့မတတ်မှတ်ဘူးလို့ပြန်ဖြေခဲ့ပါသေးတယ်။ဒီအချိန်မှာမီဒီယာပေ့ချ်တချို့နဲ့အကောင့်တချို့ကပိုင်တကွန်နဲ့မိန်းမလင်းမြဖူတို့ကအရန်ရိုင်းဆိုင်ပြီးပိုင်တကွန်ရဲ့မိဘတွေကိုမတူသလိုမတန်သလိုဆက်ဆံကြတာကြောင့်အခုလိုပြဿနာတွေဖြစ်နေရတယ်လို့သတင်းမားတွေရေးသားနေကြပါတယ်။ပိုင်တကွန်ဟာမိန်းမမယူခင်မှာမိဘတွေအတွက်တိန်တထောင်ကျော်တန်တဲ့အင်ကြီးကိုဝယ်ပေးခဲ့တာပါ။တချို့ကလည်းပိုင်တကွန်ကသူ့အိမ်စာချုပ်မှာသူ့နာမည်နဲ့ပဲဝယ်ထားတာမို့မိန်းမယူပြီးတော့မှမိဘတွေစီကအင်ကိုပြန်ယူတယ်လို့ထင်မှတ်နေကြပါတယ်။ဒါပေမဲ့ပိုင်တကွန်ရဲ့ပရိသတ်တယောက်ကပိုင်တကွန်အိမ်စာချုပ်တုံးကသတင်းစာမှာကြော်ညာထားတဲ့ပုံကိုပြန်တင်ခဲ့ပြီးမိဘတွေအတွက်တိန်းတောင်းကျော်အိမ်ကိုဝယ်ပေးခဲ့တာဖြစ်ပြီးပြန်မယူခဲ့ဘူးလို့ရေးသားထားပါတယ်။ဒီကိစ္စအကြောင်းပဲပရိသတ်တွေကပိုင်တကွန်ကိုဝေဖန်ဆဲဆိုနေကြပြီးမဘက်လိုက်ပြီးမိုက်ဖက်ပါနေတဲ့မင်းသားမိဘပေါ်မတိတတ်ဘူးလို့ပြောဆိုနေကြတာပါ။ဒါကြောင့်ပိုင်တကွန်ရဲ့ဆရာဖြစ်သူဂျွန်လွင်ကအခုမိသားစုကိစ္စမှာပိုင်တကွန်ဘက်ကအမှားမရှိဘူး။ပိုင်တကွန်ကမိဘပေါ်တာဝန်ကျေခဲ့ပြီးမိခင်ဖြစ်သူကမြမဆန်လို့တားကိုတစ်သက်လုံးပိုင်ဆိုင်ကျင်တာကြောင့်မှဆိုပြီးပညာသားပါပိုင်တကွန်ကိုကောက်ွယ်ပြီးရေးသားပေးခဲ့ပါတယ်။